မင်္ဂလာပါမျိုးစင်ပါဂျွန်လ29ရက်မနေ့ဖြန်မနေ့မှာရှင်ပြိုင်ကစားသွားကြမယ်ဒါကမ္ဘာဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်တွေကကျွန်တော်တို့6ပွဲအထိရှိပါတယ်အဲ့ဒီပွဲစဉ်ရဲ့အကြောင်းကိုခံမှန်းမှုလေးပြုလုပ်သွားမှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာအကုန်လုံးဒီကျွန်တော်တယောက်တည်းရဲ့တည်တဲ့အမြင်သာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပထမနှစ်ပွဲဖြစ်တဲ့ Group I ကံမေနော်ဝေးပြင်သစ်စီနီဂေါအီရက်ကံမေပွဲပါအဲ့ပွဲကတော့ကျွန်တော်တို့မြန်မာစံတော်ချိန်မနေ့ဖြန်မနေ့တနာရီခွဲအချိန်မှာတပြိုင်နက်တည်းရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်နော်ဝေးပြင်သစ်ကဲဆိုတော့ဟာလန်လာအမ်ဘာဘေလာဆိုတော့ play အပြင်ဆိုရင်ဒါပြင်သစ်ကဘာမှကိုပြောစရာမလိုတဲ့အသင်းလို့ပြောလို့ရပါတယ်သို့တော့နော်ဝေးကလည်း short တွက်လို့မရတဲ့အသင်းပါကျွန်တော်တို့ဒါ Alexander Sørloth တို့လိုတိုက်စစ်မှုဟာလန်တို့လိုเนาะဒါမာတင်အိုဒွေဂတ်တို့လိုကစားသမားတွေကိုပိုင်ဆိုင်တဲ့အသင်းပါသို့တော့ကျွန်တော်ကဒီနေရာမှာနော်ဝေးကဒါခန်းစစ်အဖြစ်အနေငယ်အားနေတယ်လို့ကျွန်တော်ခန်းစားရပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ပြင်သစ်ကိုအနေငယ်အလေးသားပါတယ်ဆိုတော့ပြင်သစ်က2ဂိုးလောက်နဲ့နော်ဝေးကိုနိုင်ပြီးတော့ဒါအုပ်စုဘို့အဖြစ်နောက်တစ်ဆင့်တက်သွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်နောက်တစ်ပွဲကတော့ဒါမျှော်လင့်ချက်တိတ်မရှိတော့တဲ့ဒါစီနီဂေါနဲ့အီရက်ကံမဲ့ပွဲပါဆိုတော့ဒီကမ္ဘာဖလားမှာစီနီဂေါကိုကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့ပါတယ်အထူးသဖြင့်ဒါပြင်သစ်နဲ့တွေ့တဲ့ပွဲကလွဲလျင်ကျွန်တော်တို့ဒါနော်ဝေးနဲ့တွေ့တဲ့ပွဲမှာအနိုင်ဆုံးတရေဒါမှမဟုတ်လို့ရှိရင်လည်းအနိုင်အားဖြင့်တော့ကျွန်တော်တို့ခံမှန်းခဲ့ကြပါတယ်သို့တော့တကယ်ကန်တဲ့အချိန်မှာစီနီဂေါကဒါဂိုးရဲ့အများကြီးပေးရပြီးတော့ဒါရှုံးနေခဲ့ပါတယ်တစ်ဖက်ကအီရတ်ကတော့ကျွန်တော်တို့တိတ်ပြောစရာမလိုတဲ့ဒါအသင်းငယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်သို့တော့ဒီစီနီဂေါနဲ့အီရတ်ရှင်လို့ရှိရင်တော့ဒါတေချာပေါစီနီဂေါကိုကျွန်တော်တို့ယူရပါလိမ့်မယ်နော်စီနီဂေါကကျွန်တော်ကဖြင့်2ဂိုးပြတ်လောက်နဲ့နိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒုတိယနှစ်ပွဲအကြောင်းကိုကျွန်တော်တို့ပြောရအောင် Group H ကကံမဲ့ Cape Verde Saudi Arabia Uruguay စပိန်ကံမဲ့ပွဲပါအဲ့နှစ်ပွဲကတော့ကျွန်တော်တို့မနေ့ဖြန်မနေ့6နာရီခွဲအချိန်မှာတပြိုင်နက်တည်းရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ဆိုတော့ Cape Verde Saudi Arabia Cape Verde ကဒီကမ္ဘာဖလားမှာအများချီးကျူးမှုကိုရထားတဲ့အသင်းပါဘာကြောင့်လဲဆိုတော့အင်အားကြီးအသင်းတွေဖြစ်တဲ့ Uruguay စပိန်တို့လိုအသင်းတွေစီကနေဒါတရေတမှတ်စီကန်ထားနိုင်တဲ့အသင်းမို့လို့ပါဆိုတော့တစ်ဖက်ကအာရေဗီးယားကတော့ကျွန်တော်တို့ဒါနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာစပိန်ကို၄ဂိုးပြတ်နဲ့ရှုံးနေလာတဲ့အသင်းဖြစ်ပါတယ်ကေဗာဒီကတော့ဥရုဂွေးကိုဒါ2ဂိုးစီတရေကန်လာတဲ့အသင်းပါဆိုတော့ကျွန်တော်ကတော့ဒီနေရာမှာကိုကက်ချမာကိုဖန်တီးခွင့်ရနေကြတဲ့2သင်းကြားထဲမှာကျွန်တော်ကတော့ကေဗာဒီကိုအနေငယ်အလေးသားပါတယ်ဆိုတော့ကေဗာဒီက 1-0 လောက်နဲ့ Saudi Arabia ကိုနိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်ခံမှန်းပါတယ်နောက်တစ်ပွဲကတော့ဥရုဂွေးနဲ့စပိန်ပါဆိုတော့စပိန်ကလည်းဥရုဂွေးကိုတေချာပေါက်အနိုင်ကန်မှသူအုပ်စုဘိုးနဲ့နောက်တစ်ဆင့်ကိုတက်မှာပါဆိုတော့ဒီနေရာမှာကျွန်တော်ကစပိန်ကိုပဲအလေးသားပါတယ်ဥရုဂွေးကကျွန်တော်တို့ဒါလူးဝစ်ဆွာရက်တို့မရှိတဲ့ခေတ်မှာဒါအများထင်တယ်လို့လောက်ခြေစွမ်းပြနိုင်တဲ့အသင်းတော့မဟုတ်ဘူးပေါ့ဗျာကဲဟုတ်ပြီဆိုတော့ဒီနေရာမှာစပိန်ကကျွန်တော်2ဂိုးလောက်နဲ့ဥရုဂွေးကိုအနိုင်ယူပြသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်နောက်ဆုံးကံမဲ့2သင်းကတော့ကျွန်တော်တို့ဒါ Group G ကံမဲ့ Egypt Iran New Zealand Belgium ကံမဲ့ပွဲပါအဲ့ပွဲကတော့မနေ့ပိုင်းပဲဖြစ်တဲ့9နာရီခွဲအချိန်မှာတပြိုင်နက်တည်းရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ဆိုတော့ဒီအုပ်စုကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့ပထမပွဲအကြောင်းကိုပြောရအောင် Egypt Iran ဆိုတော့ Egypt ကတော့လောလောဆယ်ကျွန်တော်တို့အဆင့်1မှာရပ်တည်နေတဲ့အသင်းမှာတစ်ဖက်က Iran ကတော့ကျွန်တော်တို့ဒါနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာ Belgium လိုအသင်းကိုကျွန်တော်တို့တရေကန်လာတဲ့အသင်းမှာကျွန်တော်တို့ Egypt ကတော့အနေငယ်ပိုတာမယ်လို့ထင်ရပေမဲ့ဒီပွဲမှာကျွန်တော်ကဖြင့်တစ်ဖက်စီတကိုးစီဖြင့်တရေကြမဲ့ပွဲလို့ကျွန်တော်ခံမှန်းပါတယ်နောက်တစ်ပွဲကတော့ New Zealand နဲ့ Belgium ကံမဲ့ပွဲပါဆိုတော့ဒီအုပ်စုမှာ New Zealand ကတော့ဒါအင်အားအနိုင်ဆုံးအသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်တခြားတစ်ဘက်က Belgium ကတော့ဒါထင်သလောက်မပေါက်တဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်သူပထမပွဲမှာကျွန်တော်တို့ဒါEgypt ကိုတရေဒုတိယပွဲမှာလည်း Iran ကိုတရေသာကန်လာနိုင်တဲ့အသင်းဖြစ်ပါတယ်သို့တော့ဒီပွဲမှာတော့ကျွန်တော်တို့ဒါဒူဂူတို့လိုကစားသမားတွေပြန်ပါလာဖို့ရှိပါတယ်ဒါကြောင့်မလို့တေချာပေါက်ဂိုးပြတ်မဲ့ပွဲလို့တော့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မလို့3ဂိုးပြတ်ဒါမှမဟုတ်လို့ရှိရင်လည်း3ဂိုးလောက်နဲ့ Belgium နိုင်မဲ့ပွဲလို့ကျွန်တော်ခံမှန်းချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်